လူသားတို့၏တဘာဝတရားကိုစိန်ခေါ်ခြင်းကဘာကိုဖုံးကွယ်ထားသောထူးခြားဆန်းပြလွန်းသည့်စီမံကိန်း၃ခုမင်္ဂလာပါခင်ဗျာကျွန်တော်တို့နေထိုင်တဲ့ဒီကဘာမြေဟာလျှို့ဝှက်ချက်တွေနဲ့ပြည့်ညတ်နေပါတယ်လူသားတွေဟာတမိုင်းတစ်လျှောက်မှာမတိတာကိုတိအောင်မခစ်နိုင်တာကိုဖြစ်အောင်နှီးမျိုးစုံနဲ့စူးစမ်းခဲ့ကြပါတယ်ဒါပေမဲ့ဒီနေ့ကျွန်တော်တို့တင်ဆက်ပြီးမယ့်အကြောင်းအရာတွေဟာတာမန်သိပ္ပံသတင်းတွေမဟုတ်ပါဘူးဒါတွေဟာလူသားမျိုးနွယ်ရဲ့ဖြစ်တည်မှုကိုပါပြောင်းလဲပြစ်နိုင်တဲ့စမ်းသပ်ချက်တွေပဲဖြစ်ပါတယ်အချို့သောသိပ္ပံပညာရှင်တွေဟာစကြဝဠာကြီးဘလို့စတင်ခဲ့တယ်လဲဆိုတဲ့အထီကိုရှာဖို့ကမ္ဘာညီရောက်ပြီးထောင်းချီတဲ့နေရာမှာအေယာမစိုက်ရန်တရားကြီးတွေကိုတိစောက်နေကြပါတယ်အချို့ကတော့လွန်ခဲ့တဲ့နှစ်ပေါင်းထောင်ကြီးကကမ္ဘာပေါ်ကနေပျောက်ကွယ်သွားခဲ့တဲ့မျိုးသွင်းတရဝါတွေကိုမျိုးရိုးဗီဇနီးပညာနဲ့ပြန်လဲအသက်သွင်းဖို့ပြင်ဆင်နေကြသလိုအချို့ကတော့တေချင်းတရားကိုနီးပညာနဲ့စိန်ခေါ်ပြီးလူသားတွေကိုအချိန်အကန့်အသတ်မရှိအေးခဲသိမ်းဆည်းထားဖို့ကြိုးစားနေကြပါတယ်ဒါတွေဟာသိပ္ပံရုပ်ရှင်တွေကဇာတ်လမ်းတွေမဟုတ်ပါဘူးဒေါ်လာဘီလီယံနဲ့ချီအကုန်အကျခန်းပြီးလက်တွေ့မြေပြင်မှာတကယ်လှုပ်ဆောင်နေတဲ့ project တွေပါဒီဗီဒီယိုမှာတော့တင့်ကိုပစားအဟောင်းသား fit ပါစေမယ့်အချက်အလက်တွေဒီစိတ်ငန်တရားကြီးတွေရဲ့အလုပ်လုပ်ဖို့နီးပညာတွေနဲ့သူတို့ရဲ့တကယ်ရည်ရွယ်ချက်တွေကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်နံပါတ်1ဂျူနိုစကြဝဠာရဲ့လျှို့ဝှက်ချက်ကိုဖန်ယူသည့်အေယာမဆက်လုံးကြီးပထမဆုံးအနေနဲ့တရုတ်နိုင်ငံဂွမ်ဒုံဘီနယ်ရဲ့မြေအောက်ပေ2300ကျော်မှာတည်ဆောက်ထားတဲ့ Juno Jianmen Underground Neutrino Observatory အကြောင်းကိုအသေးစိတ်လေ့လာကြည့်ရအောင်ပါဒီစီမံကိန်းအတွက် American Dollar 386တန်းကျော်အကုန်ကြခန်းထားနေနိုင်ငံပေါင်း18နိုင်ငံကသိပ္ပံပညာရှင်တွေပူးပေါင်းပါဝင်နေတာပါသူ့ရဲ့အဓိကရည်ရွယ်ချက်ကတော့ Neutrino လို့ခေါ်တဲ့အမှုန်နီကိုဖမ်းယူဖို့ပါ Neutrino ဆိုတာစကြဝဠာထဲမှာအပေါ်များသောအမှုန်တွေဖြစ်ပေမဲ့သူတို့ကဘယ်အရာကိုမဆိုဖောက်ထွက်နိုင်စွမ်းရှိလို့ ghost particles လို့ခေါ်ကြပါတယ်ဒီဓခွဲကညအလဲဘဟိုမှာအထက်တစ်ဆက်မထက်လောက်မြင့်တဲ့အေးရမှာ acrylic စလုံးကြီးတစ်ခုရှိပါတယ်အဲ့ဒီစလုံးထဲမှာ liquid scintillator လို့ခေါ်တဲ့အထူးပြုလုပ်ထားတဲ့အရည်တန်းချင်း2000ကျော်ကိုဖြည့်ထားပါတယ် neutrino အမုန်တွေကကဘာကြီးကိုရောကျွန်တော်တို့ခန္ဓာကိုယ်ကိုပါစက္ကန့်တိုင်းမှာတန်းနဲ့ချီပြီးဖြတ်တန်းသွားပဲဘာနဲ့မှထိတွေ့မှုမရှိပါဘူးဒါပေမဲ့ဒီစလုံးတွေကအရည်တွေနဲ့ထိမိတဲ့အခါ scintillation လို့ခေါ်တဲ့အလွန်သေးငယ်တဲ့အလင်းဆက်လေးတွေထွက်လာပါတယ်စလုံးရဲ့အပြင်ဘက်မှာတော့အလွန်အမင်းထိခိုက်လွယ်တဲ့အလင်းဖန်းစင်ဆာပေါင်း4300ကျော်ကိုစီထားတာပါဒီစင်ဆာတွေကအဲ့ဒီအလင်းဆက်လေးတွေကိုလျှက်စစ်စီကြောင်းအဖြစ်ပြောင်းလဲပြီးကွန်ပျူတာတွေစီပို့ပေးပါတယ်ဒီနည်းနဲ့အမှုန့်ရဲ့အမြန်နှုန်းအလေးချိန်နဲ့လားရာကိုတိုင်းတာတာပါဒါကိုသိရရင်စကြဝဠာကြီးစတင်ဖြစ်ပေါ်ခဲ့ Big Bang ပေါက်ကွဲမှုကြီးရဲ့နောက်ွယ်ကလျှို့ဝှက်ချက်တွေကိုကျွန်တော်တို့နားလည်သွားမှာပါဒါဟာအနာဂတ်မှာစွမ်းရည်တစ်တွေထုတ်လုပ်ဖို့နဲ့ကမ္ဘာအပြင်ဘက်ကကျယ်တွေရဲ့ထက်တန်းကိုတိတိကျကျတွက်ချက်ဖို့အတွက်အခြေခံအုတ်မြစ်ဖြစ်လာမှာပဲဖြစ်ပါတယ်နံပါတ်2 Colossal Biosciences Woolly Mammoth တို့ကိုပြန်လည်အသက်သွင်းခြင်းသိပ္ပံလားဒါမှမဟုတ်ယူသွမှုလား Mammoth တွေဟာလွန်ခဲ့တဲ့နှစ်ပေါင်း4000ခန့်ကဘာပေါ်ကနေအပီးတိုင်ပျောက်ကွယ်သွားခဲ့တာပါဒါပေမဲ့သူတို့ဟာကျွန်တော်တို့နဲ့အဝေးကြီးမှာရှိနေတာမဟုတ်ပါဘူးအတိတ်ဒေတာကအမြဲတမ်းအေးခဲနေတဲ့ရေခဲပြင်တွေအောက်မှာသူတို့ရဲ့ရုပ်အလောင်းတွေဟာပုတ်သုံးမသွားပဲကြန့်ရှိနေခဲ့ပါတယ်တိဖန်ပညာရှင်တွေဟာအယိုးတွေကိုတင်မကပဲဆိုက်ဘီးရီးယားရေခဲပြင်ထဲမှာခဲနေတဲ့ mammoth အလောင်းတွေရဲ့အသားတီရှူတွေကိုရှာဖွေတွေ့ရှိခဲ့ပါတယ်2013ခုနှစ်မှာတွေ့ရှိခဲ့တဲ့ Buttercup လို့အမည်ရတဲ့ Mammoth မကြီးရဲ့အလောင်းဟာဆိုရင်အလွန်ထူးခြားပါတယ်။သူ့ရဲ့အလောင်းကိုခွဲစိတ်ကြည့်တဲ့အခါမှာလက်ဆက်တဲ့သွေးရည်ကြီးအချို့ကိုတောင်တွေ့ခဲ့ရပါတယ်။အဲ့ဒီသွေးတွေကနေ Mammoth တစ်ကောင်လုံးရဲ့မျိုးရိုးဗီတာပုံစံကိုအပြည့်အစုံဖတ်ယူနိုင်ခဲ့တာဖြစ်ပါတယ်။ဒါဟာတေဆုံးသွားတဲ့တတ္တဝါတစ်ကောင်ကိုပြန်လည်အသက်သွင်းဖို့အတွက်အရေးကြီးဆုံး blueprint သို့မဟုတ် design ပုံစံကိုရရှိလိုက်တာပါပဲ။ဒီနေရာမှာ Colossal Biologics Company ကအသုံးပြုတဲ့နည်းပညာကတကယ်ကိုအံ့ဩဖို့ကောင်းပါတယ်။သူတို့ဟာ CRISPR-Cas9 လို့ခေါ်တဲ့မျိုးဗီဇတီးဖြတ်တဲ့ကတ်ကြီးကိုသုံးပါတယ်။ကျွန်တော်တို့နားရအောင်ပြောရရင်ကွန်ပျူတာမှာစာလုံးမားနေတာကိုရှာပြီးအမှန်ပြင်တယ်လို့မျိုး DNA ကိုပြင်ဆင်တာပါ။ပထမဆုံးအနေနဲ့သိပ္ပံပညာရှင်တွေဟာ Mammoth နဲ့ DNA 99.6% တူညီတဲ့အာရှဆင်ရဲ့ cell ကိုယူပါတယ်။ပြီးရင်အဲ့ဒီဆင်ရဲ့ DNA ထဲက Mammoth နဲ့မတူတဲ့နေရာတွေကို CRISPR ကတ်ကြီးနဲ့ဖြတ်ထုတ်ဖြစ်ပါတယ်။အဲ့ဒီနေရာမှာ Mammoth တွေရဲ့ထူးခြားချက်တွေဖြစ်တဲ့အလွန်ရှည်လျားတဲ့ကမွေးအင်ကြီးအေးခဲတဲ့ဒေသမှာ
သွေးမခဲအောင်ကာကွယ်ပေးတဲ့သွေးနီဦးဆဲလ်နဲ့အေးရန်ခံနိုင်ဖို့အရေးပြားအောက်ကအစီလွားဆတဲ့မျိုးဗီဇကုပေါင်း60ကျော်ကိုအစားထိုးထည့်သွင်းပါတယ်။ရလာကတော့စင်းအစစ်လည်းမဟုတ်မမ်မော့သ်အစစ်လည်းမဟုတ်တဲ့အေးရန်ခံနိုင်တို့စင်မျိုးစိတစ်ခုဖြစ်လာမှာပဲဖြစ်ပါတယ်။ ဒီလိုပြုပြင်ပြီးသား DNA ကိုသက်ရှိသတ္တဝါအခြေပြောင်းလဲဖို့ဆိုတာနောက်ထပ်စင်ခေါ်မှုတစ်ခုပါအစာပိုင်းမှာတော့အာရှစင်မာကြီးကိုအငှားကိုဝန်ဆောင်အဖြစ်သုံးဖို့စဉ်းစားခဲ့ကြပါတယ်ဒါပေမဲ့အာရှစင်တွေဟာကိုယ်တိုင်မှမျိုးသုံးလူနီးမှဖြစ်နေတာကြောင့်သိပ္ပံပညာရှင်တွေဟာဖန်သားဖြင့်သားအင်ကိုတိဆောက်ဖို့အထိစ조사လာကြပါတယ်ဒါဟာဇီဝဗေဒနယ်ပယ်မှာမကြုံစဘူးတော်လှန်ရေးတစ်ခုပါပဲဓာတ်ခွဲခန်းတွေကစိတ်ရန်တရားကြီးတွေထဲမှာမဲမော့ပန်ဒေသားကို22လကြာအောင်ကြီးထွားလာအောင်လှုပ်ဆောင်ပါပဲဖြစ်ပါတယ်။မဲမော့တွေကိုပြန်ဖန်တီးရတဲ့တကယ့်ရည်ရွယ်ချက်ကတရိတ်ဆန်ယုံမှာပြဖို့မဟုတ်ပါဘူး။ရုရှားနိုင်ငံမြောက်ပိုင်းမှာ Pleistocene Park လို့ခေါ်တဲ့အေးရမှာတဘာဝထိန်းသိမ်းရေးနယ်မြေကြီးကိုတကယ်တည်ဆောက်ထားပြီးသားပါ။မမ်မော့တွေဟာအဲ့ဒီနေရာမှာကြက်စားရင်နှင်းတွေကိုနင်းကြည့်ပြီးမြေကြီးတွေကအေးဓာတ်ကိုအမြဲထိန်းထားပေးမှာပါ။ဒီလိုလုပ်ခြင်းအဖြစ်မြေအောက်မှာခဲနေတဲ့မီသိန်းဓာတ်ငွေ့ကြီးထွက်မလာအောင်တားဆီးပေးနိုင်မှာပါ။မီသိန်းဟာကမ္ဘာကြီးပူနွေးမှုကိုကာဗွန်ဒိုင်အောက်ဆိုက်ထက်အဆက်80ပိုဖြစ်စေတဲ့ဓာတ်ငွေ့ဖြစ်ပါတယ်။စင်တကောင်ကကမ္ဘာကြီးကိုဘလို့ကယ်မာလဲလို့မေးစရာရှိပါတယ်။ဒါပေမဲ့မမ်မော့တွေဟာတာမန်တောရိုင်းတရိတ်ဆန်တွေမဟုတ်ပါဘူး။သူတို့ဟာအာတစ်ဒေတာရဲ့ပျက်စီးတော့မဲ့ရေခဲဒေတာကြီးကိုပြုပြင်ပေးမဲ့တဘာဝရဲ့အင်ဂျင်နီယာကြီးတွေ ecosystem engineers ဖြစ်ပါတယ်။သူတို့ရဲ့ခြေလမ်းတိုင်းဟာမြေကြီးကိုနင်းချေချစ်လစ်စီပြီးမြေအောက်ကမီသိန်းတငွေ့တွေကိုလုံခြုံအောင်ပိတ်လောင်ထားပေးမဲ့တဘာဝရဲ့အဆောက်အအုံတွေအဖြစ်တာဝန်ထမ်းဆောင်သွားမှာပါ။ဒါကြောင့်သိပ္ပံပညာရှင်တွေကသူတို့ကိုကဘာမြေကိုကယ်တင်မဲ့မျိုးသုံးတရဝါလို့တင်စားခေါ်နေကြတာဖြစ်ပါတယ်။ဒါပေမဲ့ဒီလုပ်ရတာဝေဖန်မှုတွေနဲ့လည်းရင်ဆိုင်နေရပါတယ်။သိပ္ပံပညာရှင်အချို့ကဒါဟာတဘာဝတရားရဲ့စီးမြင်ကိုချိုးဖောက်တာဖြစ်ပြီးလူသားတွေကဖျားသခင်နေရာကိုဝင်ယူနေတာ playing god လို့ဆွဆွဲကြပါတယ်။တကယ်လို့ဒီတတဝါတွေဟာလက်ရှိဂေဟာစနစ်မှာယောဂအတက်တွေတဲဆောင်လာနေရင်ဘယ်လိုလုပ်မလဲ။ဒီစီမံကိန်းကိုဦးဆောင်နေတဲ့ဒေါက်တာ George Church ကတော့ကျွန်တော်တို့ဟာမျိုးတုံးသွားတာကိုပြန်လုပ်တာနဲ့မဟုတ်ပါဘူး။ပျက်စီးသွားတဲ့ကဘာမြေကိုနှီးပညာနဲ့ပြန်လည်ပြုပြင်နေတာပါလို့ဆိုပါတယ်။ဒီရလဒ်ကကောင်းကျိုးဖြစ်မလားဆိုးကျိုးဖြစ်မလားဆိုတာကတော့2028ခုနှစ်မှာပထမဆုံး Mammoth ကလေးမွေးလာတဲ့အခါမှာပဲကျွန်တော်တို့သိရမှာပဲဖြစ်ပါတယ်ခင်ဗျာ။ Number 3တေဆုံးခြင်းဤအတိတ်ပဲသစ်တေခြင်းတရားကိုရပ်တန့်ထားခြင်းသို့မဟုတ်အယ်ဂေါ်နစ်ထာဝရအိဆက်ခြင်းလူတော်များများကတေးပြီးဆိုတာနဲ့အားလုံးပြီးဆုံးသွားပြီလို့ထင်ကြပါတယ်ဒါပေမဲ့ cryonics ပညာရှင်တွေအတွက်တော့တေဆုံးခြင်းဟာခလုတ်ပိတ်လိုက်တယ်လို့ချက်ချင်းဖြစ်သွားတဲ့အရာမဟုတ်ပါဘူးသူတို့ကတေဆုံးခြင်းကို2မျိုးခွဲခြားထားပါတယ်ပထမတစ်ခုက legal death ဥပဒေကြောင့်အရာတေဆုံးခြင်းဖြစ်ပြီးနှလုံးခုန်ရပ်သွားတာကိုဆိုလိုပါတယ်ဒုတိယတစ်ခုကတော့ information theoretical death ဇီဝဗေဒအရာအချက်အလက်များပျက်စီးခြင်းပါအုံနောက်ထဲကမှတ်ဉာဏ်တွေနဲ့ပြင်ကိုယ်စရိတ်တွေလုံးဝပျက်စီးမသွားသေး၍အဲ့ဒီလူကိုပြန်လဲအသက်သွင်းနိုင်သေးတယ်လို့သူတို့ကယုံကြည်ကြပါတယ်။ alcohol ရဲ့ရည်ရွယ်ချက်ကနှလုံးရက်သွားတဲ့အချိန်နဲ့အုံနောက် cell တွေပုတ်တိုးတဲ့အချိန်ကြားကရွှေရောင်အချိန်မှာခန္ဓာကိုယ်ကိုအမြန်ဆုံး pause လုပ်ဖို့ပဲဖြစ်ပါတယ်။ဒီနေရာမှာအရေးကြီးဆုံးကခန္ဓာကိုယ်ကိုရေခဲတုံးကြီးဖြစ်အောင်မလုပ်ဖို့ပါရေခဲတဲ့အခါရေမော်လီကျူးတွေကစူးချွန်လေးတွေလိုဖြစ်လာပြီး cell နေရန်တွေကိုထိုးဖောက်ဖျက်ဆီးပစ်ပါတယ်ဒါကြောင့် alcohol က vitrification လို့ခေါ်တဲ့နည်းပညာကိုသုံးပါတယ်လူတစ်ယောက်သေဆုံးကြောင်းအတည်ပြုပြီးတာနဲ့ခန္ဓာကိုယ်အပူချိန်ကိုချက်ချင်းချလိုက်ပြီးသွေးတွေကိုထုတ်ယူပါတယ်အဲ့ဒီနောက်မှာတော့ cryoprotectant လို့ခေါ်တဲ့ဆေးဘက်ဝင်အေးဒဏ်ခံအရည်တွေကိုသွေးကြားထဲထည့်သွင်းပါတယ်ဒီအရေးဟာအေးခဲသွားတဲ့အခါပုံဆောင်ခဲမဖြစ်ဘဲကြည်လင်တဲ့ဖန်သားအဖြစ်ပြောင်းလဲသွားပါတယ်။ဒါကြောင့် cell တွေဟာမပျက်စီးဘဲနှစ်ပေါင်းရာကြီးအောင်ပုံစံမပြတ်ကြန့်ရှိနေလာဖြစ်ပါတယ်။ alcohol မှာသိမ်းဆည်းတဲ့အခါရွေးချယ်စေက2မျိုးရှိပါတယ်။တစ်ခုလုံးကိုသိမ်းဆည်းတာနဲ့ neuropreservation လို့ခေါ်တဲ့ဦးခေါင်းကိုပဲတီးတန့်သိမ်းဆည်းတာပါ။ဘာလို့ဦးခေါင်းပဲသိမ်းတာလဲလို့မေးစရာရှိပါတယ်။သိပ္ပံပညာရှင်တွေကလူတစ်ယောက်ရဲ့ပင်ကိုယ်စီရိုက်မှတ်ဉာဏ်နဲ့စိတ်ဝိညာဉ်ဟာဦးနောက်ထဲမှာပဲရှိတယ်လို့ယူဆကြပါတယ်။အနာဂတ်မှာဤပညာတွေအရန်တိုးတက်လာပြီးဦးနောက်ကိုသိမ်းထားခြင်းအပြင်ခန္ဓာကိုယ်အစ်စ်မှာပြန်ထည့်တာဒါမှမဟုတ်ကွန်ပျူတာထဲကိုစိတ်ကူးတွေထည့်တာမျိုးလုပ်နိုင်မယ်လို့မျှော်လင့်ထားကြပါတယ်။ဒါဟာကြောက်စရာကောင်းသလိုဖြစ်နိုင်ခြေရှိတဲ့အနာဂတ်တစ်ခုလည်းဖြစ်ပါတယ်။
လက်ရှိနီးပညာနဲ့တော့အေးခဲထားသူတွေကိုပြန်နှိုးလို့မရသေးပါဘူးဒါပေမဲ့အနာဂတ်ရဲ့နာနိုနီးပညာကိုသူတို့ကမျှော်လင့်ထားပါတယ်အလွန်သေးငယ်တဲ့ robot လေးတွေကဆဲလ်စင်အထိဝင်းရောက်ပြီးအေးခဲစဉ်ကပျက်စီးခဲ့တာတွေနဲ့သေဆုံးစေခဲ့တဲ့ယောဂါတွေကိုပြုပြင်ပေးနိုင်မယ့်ခေတ်ကိုစောင့်ဆိုင်းနေကြတာပါအယ်ကောရဲ့မြေအောက်ခန်းကဒီဝါလို့ခေါ်တဲ့အေးရမတမနီဘူးကြီးတွေထဲမှာလူပေါင်း200ကျော်ဟာအနုတ်196ဒီဂရီမှာဒီမျော်လင့်ချက်နဲ့အိတ်ဆက်နေကြပါတယ် Cryonics ဟာအလွန်ကုန်ကျစရိုက်များပါတယ်တကိုယ်လုံးသိမ်းမှုဆိုရင်ဒေါ်လာ2သိန်းခွဲလောက်အထိပေးရပါတယ်ဒါကြောင့်ဝေဖန်သူတွေကဒါဟာတထေးဒီတေမာကြောက်လုံလုပ်တဲ့အတိတ်ပဲမရှိတဲ့လုပ်ရက်လို့ဆိုကြပါတယ်ဒါပေမဲ့ Alcor ရဲ့အဖွဲ့ဝင်တွေကတော့ဒါဟာထိနိုင်ခြေတရားခိုင်နှုံးပဲရှိရင်တောင်ဘာမှမလုပ်ဖဲမြေမြုပ်ခံလိုက်ရတာထက်စာရင်အခွင့်အရေးတစ်ခုပဲလို့တုံ့ပြန်ကြပါတယ်။တင်ရောအနာဂတ်မှာနိုးထလာဖို့အတွက်အခုလို EK သိမ်းစည်းခံခြင်းပါသလား။အခုကျွန်တော်တို့တင်ဆက်ခဲ့တဲ့စီမံကိန်းထုံးကူစလုံးဟာလူသားတွေရဲ့အကန့်အသတ်တွေကိုကျော်လွှားနိုင်ဖို့အတွက်စ조사နေကြတာပါ။စัจ java ကိုနားလည်ဖို့တဘာဝကိုပြန်လည်ပြုပြင်ဖို့နဲ့တည်ခြင်းတရားကိုရင်ဆိုင်ဖို့ဒါတွေဟာကျွန်တော်တို့ရဲ့အနာဂတ်ပါ။တင်ရောဒီသုံးခုတည်းကဘေးစီမံကိန်းကအထူးဆန်းဆုံးလို့ထင်ပါသလဲ။ကုတ်ကူကိုတော့အနာဂတ်အတွက် AK သိမ်းစီခြင်းပါသလား comment မှာဆွေးနွေးသွားကြပါအောင်ခင်ဗျာအခုလိုစိတ်ဝင်စားစရာဘ ഹു တုတလေးကိုကျွန်တော်နဲ့အတူတူဆက်လက်လေ့လာနိုင်ဖို့အတွက်ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ထားခဲ့ပါအောင်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ